ဒီနေ့ကတော့မစားတာအရန်ကိုကြာနေပြီဖြစ်တယ်မြန်မာစာတွေကိုအဝတ်သွားချိန်မနေပဲဖြစ်ပါတယ်မြန်မာစာတွေထဲမှာရခိုင်စာကိုမစားဖြစ်တာတော်တော်ကြာနေပြီဆိုတော့ဒီနေ့တော့တငယ်ချင်းနဲ့အတူတူဘူးဖြောင်းမှာရခိုင်စာသွားစားခဲ့ပါတယ်တနေ့ရခိုင်မုတ်တီတုတ်မှာလိုက်ပြီးတော့တငယ်ချင်းတွေကမုတ်တီအရေးမှာလိုက်ပါတယ်ပြီးတော့ပင်လယ်စာအစုံတုတ်တပွဲလေးမှာလိုက်ပါတယ်မစားတာရန်ကြာလို့တော့မသိဘူး Oh my god အရန်ကောင်းလာမယ်ဒီဆိုင်ကိုတော်တော်ကြီးကိုတငယ်ချင်းတယောက်ကညွှန်းလို့တသိန်းကရောက်လာတာပေါ့နော်ဒီကစပွန်ဆာပေးတာမဟုတ်ပါဘူးကိုယ်တိုင်သွားစားပြီးတော့စားကောင်းလို့ပြန်ပြောပေးတာဒီဆိုင်အရသာဘယ်ကအရသာနဲ့တူလဲဆိုရန်ကုန်မှာဖွင့်ထားတဲ့မင်းလန်းစားတောက်ဆိုင်အရသာနဲ့လုံးဝကွက်တီကိုတူတာအဆက်ဟက်လည်းတဲ့ပြီးတော့ပမာဏကလည်းလုံလောက်တယ်ပေါ့နော်ဒီဆိုင်မှာစားလို့ပြီးရတဲ့အချိုတဲဖို့ရွှေမွန်မြိုင်ဆိုတဲ့ဆိုင်ကိုရောက်လာပါတယ်ဒီဆိုင်မှာမာစားဖြစ်တာတော့ဖာလူတာပါဒီကဖာလူတာလည်းတော်တော်ကောင်းနေသီလားဒီတစ်ခါတော့တကယ်ကိုဆိုင်ရွေးမှန်သွားတယ်ခုနကတော့နေ့လည်စာလည်းစားလို့ကောင်းတယ်ဒီအချိုပွဲလေးလည်းစားလို့ကောင်းတယ်အရန်အောင်စားလို့ကောင်းလို့တသိမ့်ရောတသိမ့်တငယ်ချင်းတွေရောအကုန်လုံးအစီရစ်ပြီးတော့ပြန်တဲ့လမ်းမှာအိတ်ငိုက်ပြီးတော့ပြန်ခဲ့ကြပါတယ်